အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးသတင်းတွေအမြဲနားထောင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပေးကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာပထမဆုံးသတင်းတစ်ပုဒ်အနေဖြင့်ဖီနာဘာချီအသင်းဟာဂျွန်ဒူယန်အတွက်အန်နာဆာအသင်းကိုတရားဝင်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ရီဂိုစပန်ခုဘူးရဲ့ဖော်ပြချက်အရဖီနာဘာချီဒရိုက်တာဒေးဗင်အိုဇက်ဟာကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက်ကိုလံဘီယာနိုင်ငံမှာရောက်ရှိနေပြီးဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်နေပါတယ်။အန်နာဆာအသင်းအနေနဲ့လည်းဒူရန်ကိုလက်လွတ်နိုင်ခြေရှိနေပြီးအပြောင်းရွှေ့ဖြစ်မြောက်လာနိုင်ပွဲရှိနေပါတယ်။ဂျာအိုပက်ထရိုဟာဒီနွေရာသီမှာဘရိုက်တန်အသင်းကနေထွက်ခွာလိုကြောင်းထုတ်ဖော်ပြောကြားလာပါတယ်ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာနယူကာဆယ်နဲ့နောက်ထပ်ပရီးမီးယားလိဂ်ကလပ်တစ်ခုရဲ့ကမ်းလှမ်းမှုကိုဘရိုက်တန်အသင်းဘက်ကပယ်ချခဲ့ပြီးနောက်ဂျာအိုပက်ထရိုကယခုကဲ့သို့ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပါတယ်ဖရန်ကီဒီကြောင်ကိုစာချုပ်တက်တန်းတိုးနိုင်လိမ့်မည်ဟုဘာစီလိုနာအသင်းကမျှော်လင့်နေပါတယ်ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာကဖရန်ကီဒီကြောင်ရဲ့စာချုပ်တစ်ကိစ္စကမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေပါတယ်သူ့ကိုဒီအသင်းမှာနှစ်ပေါင်းများစွာဆက်နေစေချင်ပါတယ်ဟုပြောကြားခဲ့သည်ဒီကြောင်ဟာအသင်းရဲ့အဓိကကစားသမားတဦးပါသူဆက်နေမယ်လို့မျှော်လင့်ပါတယ်သူကိုယ်တိုင်လည်းဆက်နေချင်ပြီးဘာစီလိုနာမှာပျော်ရွှင်နေတယ်ဆိုတာကျွန်တော်သိပါတယ်စာချုပ်တစ်နဲ့ပတ်သက်လို့ကြီးမားတဲ့ပြဿနာတွေဖြစ်လာမယ်လို့မထင်မိပါဘူးဟုလာပေါ်တာကထပ်လောင်းပြောကြားခဲ့ပါတယ်မိုက်စ်လူးဝစ်ကယ်လီဟာအာဆင်နယ်အသင်းနဲ့နှစ်ရှည်စာချုပ်တစ်ရက်ကိုချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။မိုက်စ်လူးဝစ်ကယ်လီကိုရီယယ်မက်ဒရစ်အသင်းကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူရန်စီယုံခဲ့သည်ဟုသတင်းများပေါ်ထွက်ခဲ့တော်လဲအာဆင်နယ်အသင်းကတက်တန်းတိုးရန်လှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးစကယ်လီကလည်းအာဆင်နယ်အသင်းမှာတမိုင်းမှတ်တမ်းများရေးထိုးနိုင်ခွင့်ဟာသူ့အိမ်မက်ဖြစ်တယ်လို့ဆိုပြီးယခုလိုနှစ်ရှည်စာချုပ်တစ်ရက်ကိုလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။ LS ဘာအီနာကိုခေါ်ယူရန်ဗီလာရီယယ်အသင်းနှင့်သဘောတူညီမှုရရှိခဲ့တဲ့အက်တလက်တီကိုမက်ဒရစ်အသင်း LS ဘာအီနာသည်အက်တလက်တီကိုမက်ဒရစ်သို့ရောက်ရှိလာပြီဖြစ်ပြီးပြောင်းရွှေ့ခြင်းမှာယူရို45တန်းအပြင်အပိုဆောင်ကြေးယူရို5တန်းဖြစ်သည့်မြေလမခဖော်ပြချက်အရအသေးစိတ်အချက်လက်များကိုညှိနှိုင်းနေပြီးနောက်စစ်စစ်မှုပြုလုပ်မည်ဖြစ်သည်ဘာအီနာသည်လွန်ခဲ့သောရက်တစ်ပတ်များစွာကတည်းကအက်တလက်တီကိုသို့ပြောင်းရွှေ့ရန်သဘောတူညီထားပြီးဖြစ်တယ်လို့သိရပါတယ်နောက်ဆုံးအနေနဲ့ဖုံးမောက်အသင်းဟာအန်တိုနီစီမန်ညိုအတွက်ပေါင်တန်း80ထိတန်ကြေးသတ်မှတ်ခဲ့သောကြောင့်မန်ချက်စတာယူနိုက်တက်နယူကာဆယ်ယူနိုက်တက်နှင့်တော့တင်ဟန်တို့ဘက်ကလက်လျှော့လိုက်ပြီလို့ဆိုပါတယ်ဖုံးမောက်အသင်းမှတောင်းဆိုထားသည့်အန်တိုနီစီမန်ညိုအတွက်ပြောင်းရွှေ့ကြေးပေါင်တန်း80ဟာများပြားလွန်းတယ်လို့ယူဆခြင်းကြောင့်မန်ချက်စတာယူနိုက်တက်နယူကာဆယ်ယူနိုက်တက်နှင့်တော့တင်ဟန်အသင်းတို့သည်ရင်းကိုခေါ်ယူရန်လက်တွန်းခဲ့ကြခြင်းဖြစ်သည်ဟုသိရပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာပျော်ရွှင်ဖွယ်နေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်